ကဲဒီနေ့ကတော့ပတ်စံမကုန်မဲ့ဘိုင်ဝါတဲ့နေ့လေးဖြစ်ပါတယ်ကြပြားတို့ကဆယ်လီတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အချစ်ခံရတဲ့အဖွဲရပါကြပြားတို့ကိုချစ်လို့ဆိုပြီးတော့မာမီကစ်ချန်ကနေ spicy ချက်ကြော်ရဲ့ဟော့ဒီကမာလာရှန်ကောပွဲကြီးပေါ့နော်ဖွင့်လိုက်တာနဲ့ဝါနဲ့နေရပဲဘာလို့လဲဆိုတော့ပစွန်တွေကလည်းအကြီးတွေပဲရေပဝဲတွေရောကင်းမွန်တွေရောခနန်းတွေရောပေါ့နော်အများကြီးပါတယ်အရှိရက်တုံးက Grab မှာ promotion နဲ့ပေါ့နော်မာမီကစ်ချန်ကနေမာလာရှန်ကောစုပြီးမှဝယ်စားကြတာတဆိုင်တော့အဲ့ဒီကလေးကလည်းတဆိုင်လုံးအရသာကြိုက်ကြတယ်ကြပြားဆိုရင်ပုံမှန်မာလာရှန်ကောတပွဲဆိုရင်မကုန်ဘူးကွာအရသာအရန်ကြိုက်တော့အနေရတပွဲလုံးတော့ကုန်ခဲ့တယ်ထက်လဲစားချင်နေတာအခုလိုမျိုးမြစ်တာလက်ဆောင်လေးပေးတဲ့အတွက်ကြောင့်မလို့မာမီကစ်ချန်လည်းဒီထက်မကအများကြီးဆိုင်ခွဲတွေဖွင့်နိုင်ပါစေအောင်မြင်ပါစေဝင်ငွေတွေလည်းတလက်ဟောတိုးပွားပါစေရှင်စားလို့ကောင်းမကောင်းကတော့စားနေတဲ့သူတွေကိုသာကြည့်ကြပါရှင်လက်အိတ်တွေရောသူတွေရောသူနဲ့စားတာအားမရလို့လက်အိတ်တွေနဲ့ပါဆွဲပြီးမှတီးကြတာပေါ့နော်တဆိုင်လုံးနဲ့ဘိုက်တွေကိုဝါလို့စားလို့လည်းအရန်ကောင်းတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်နောက်လည်းဒီထက်မကချက်ပေးကြပါအောင်ရှင်